ချစ်လာစွာသောမြန်မာနိုင်ငံသားများခင်ဗျာဒီနေ့2026ခုနှစ်မတ်လ2ရက်နေ့ပါကျွန်တော်ငါးမင်းဆွေမော်လမြိုင်မှာမြစ်ကြီးနားသို့ရင်းချရေးခရီးစဉ်မှာအခုကျွန်တော်ဘီလင်းမျိုးကထွက်ခွာလာပါပြီဗျာဘီလင်းနဲ့ကြိုက်ထုတ်ကြားမှာပါနော်အဲ့တော့ချစ်လာစွာသောမြန်မာနိုင်ငံသားများကိုကျွန်တော်မှာခဲ့ချင်တာကတော့လူသားတိုင်းမှာအလိုချင်ဆုံးအရာအသက်ရှင်သန်နေထိုင်လူချင်းပါဗျာနော်အဲ့တော့သူလည်းအသက်ရှင်သန်နေထိုင်လို့တယ်ငါလည်းအသက်ရှင်သန်နေထိုင်လို့တယ်ဆိုတဲ့နော်ကိုချင်းစာစိတ်ကိုချင်းစာတရားကိုထားကြပါဗျာအဲ့လိုကိုချင်းစာတရားထားပြီးအချင်းချင်းတပ်ဖြတ်နေတာတွေရပ်ကြပါစစ်ပွဲတွေရပ်ကြပါဗျာနော်အဲ့ဒါလေးကိုကျွန်တော်မှာခဲ့ကြပါလေဗျာဟုတ်ကဲ့မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေချစ်လောစာသောမြန်မာများခင်ဗျာကျွန်တော်ငါးမင်းဆွေကြိုက်ဘီလီနဲ့ကြိုက်ထုတ်ကြဆွေတန်လင်တိုးဂိတ်မှာခွေးကြိုက်ခံရတယ်ဗျာအဲ့တော့တိုးဂိတ်ရဲ့ရုံငန်းတွေကပြေးထွက်လာတဲ့ခွေးတကောင်ကကျွန်တော်ခြေတော့ကိုအနောက်ကနေဟလိုက်တာဗျဟလိုက်တာအကြီးပြားတော့ချစ်သွားတယ်ဗျာနော်အခုကျွန်တော်အရက်ပြန်လိမ့်လာတယ်အရက်ပြန်လိမ့်တော့နည်းနည်းစက်တယ်ဗျအဲ့တော့အကြီးပြားချစ်သွားတယ်သွေးလေးကတော့စိုးရုံပါပဲအဲ့ဒါတော့ကြိုက်လို့မျိုးနဲ့ဆေးရုံကြီးဆရာဝန်ကြီးတော့ပြကြည့်ရမှာပေါ့ဗျာနော်လိုအပ်ရင်တော့ခွေးယူကာကွယ်ဆေးထိုးရမှာပေါ့နော်ဆရာဝန်ကြီးကိုကျွန်တော်ပြကြည့်ပါဦးမယ်အရေးပြားတော့ချစ်ယုံပဲဗျချစ်ယုံပဲဆိုပေမဲ့သွေးနဲ့တော့စိုးသွားတယ်အရက်ပြန်လူတော့လဲစက်တာပေါ့နော်အဲ့တော့အေးဗျာကျွန်တော်အနောက်ကဝင်ခလိုက်တော့ကျွန်တော်လည်းဘလို့မှတော့မတွေးလိုက်ဘူးဗျဟုတ်ကဲ့နော်အားလုံးဘေးကနေကင်းကြပါစေဗျာမြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေချစ်လာစွာသောမြန်မာများခင်ဗျာကျွန်တော်ဆွေတန်လင်ကိမှာခွေးကြိုက်ခံရပြီခုလမ်းလျှောက်လာတာအဲ့မှာကားနဲ့ဗျာရန်ကုန်ကကိုမောင်တော့သူ့ကားလေးနဲ့အဲ့ဒါကျွန်တော်ရပ်ပြီးတော့ဗျာအဲ့ကြီးတစ်ထည်လက်ဆောင်ပေးတယ်ဗျာနော်အဲ့ဒီအင်ကြီးလည်းကျွန်တော်ခရီးစဉ်မှာဝတ်ပေးပါမယ်ဗျာအခုဝတ်ထားတဲ့အင်ကြီးကလည်းဘီလင်းကနော်ဦးမျိုးစောအောင်ပေးလိုက်တာဗျာအဲ့ဒါမျိုးတော့ကျွန်တော်လက်ခံတယ်ဗျာငွေရေးကြေးရေးတော့ကျွန်တော်လက်မခံဘူးဗျာနော်လက်ဆောင်လေးစားစရာဆိုတော့ကျွန်တော်လက်ခံတယ်ရန်ကုန်မြို့ကကိုမောင်နဲ့ဇနီးဗျာနှစ်ယောက်ဟုတ်လားဟွန်ဒိုက်ခရက်တာလေးနဲ့လာကြတာဗျာကားလေးကလည်း 1T နံပါတ်လေးသူတို့တွေဘာထွက်ကြလားအပျော်ခီးလားဟုတ်လားဖျားဘူးပေါ့ကျေးဇူးတင်ပါတယ်နော်ကိုမောင်နဲ့ဇနီးကိုနော်ဇနီးကတော့ဒီမှာထည့်ရိုက်လို့ကင်မရာမဆတော့ဘူးဗျာအားလုံးမြန်မာပြည်ငြိမ်းချမ်းပါစေဗျာကျွန်တော်တော့လမ်းဆက်ဆောက်ပြီးကြိုက်လို့ဆေးရုံမှာဆေးထိုးအောင်မယ်ဗျာဟုတ်ကဲ့ချစ်လာစွာသောမြန်မာများခင်ဗျာဒီနေ့2026ခုနှစ်မတ်လ2ရက်နေ့ကျွန်တော်တို့မွန်းလွဲ2နာရီ52မိနစ်မှာဗျာကြိုက်ထုတ်ဆေးရုံမှာကျွန်တော်ခွေးယူပြန်ကာကွယ်ဆေးထိုးပြီးပါပြီဗျာဟုတ်ကဲ့ဆေးထိုးပြီးတော့ကျွန်တော်မြစ်ကြီးနားဒီခရီးဆက်ပါအောင်ပဲဗျာဆေးကတော့တစ်လုံးနဲ့မပြီးဘူးဗျာနောက်3လုံးကြံသေးတယ်3လုံးကိုနီးစရာဆေးရုံမှာရောက်တဲ့ဆေးရုံတွေမှာထပ်ထိုးအောင်ပဲဗျာနော်မတ်လ9ရက်နေ့မှာတစ်လုံးထိုးရမယ်မတ်လ9ရက်နေ့မှာတစ်လုံးထိုးရမယ်ဟုတ်ကဲ့မတ်လ30ရက်နေ့မှာတစ်လုံးထိုးရမယ်ဗျာနော်လက်မောင်းနှစ်ဖက်ထိုးရတယ်ဗျာနော်ကောင်းပါပါနော်အားလုံးကြိုက်သူဆေးရုံကဆရာဝန်ဆရာမအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာနော်ကာကွယ်ဆေးကိုလည်းအခမဲ့ထိုးရပါတယ်ဗျာအဲ့တော့နိုင်ငံသားများကိုလည်းကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့